အောက်ပါတို့သည် electronics ကျောင်းသားများဝါသနာရှင်များနှင့်နည်းပညာရှင်တိုင်း၎င်းတို့၏လှုပ်ဆောင်ပုံများနှင့်လက်တွေ့စားကတွင်ဘာကြောင့်အရေးကြီးကြောင်းအပါအဝင်နားလည်ထားသင့်သည့် machine ဖြစ် electronics အစိတ်ပိုင်း15မျိုးဖြစ်သည်သင် transistor သို့မဟုတ် transistor သည် BJT တွင်ခလုတ်အဖွင့်အပိတ် switching နှင့်အချက်ပြချဲထွင်ချက်အတွက်အသုံးပြုသောငုတ်ထုံးကြောင်းပါ semiconductor ပစ္စည်းဖြစ်သည်base သည် collector နှင့် emitter ကြားရှိလျှက်စစ်စီးကြောင်းကိုထိန်းချုပ်ပေးသည် transistor များသည် digital circuit များအသံချဲ့စက်များနှင့် processor များ၏အခြေခံတည်ဆောက်မှုအပိုင်းများဖြစ်ကြသည်နှင့် resistor သို့မဟုတ်ခုခံမှုသည် circuit အတွင်းလျှက်စစ်စီးဆင်းမှုကိုကန့်သတ်ပေးသည်သို့မဟုတ်ထိန်းချုပ်ပေးသည်၎င်းသည်အခြားအစိတ်ပိုင်းများကိုကာကွယ်ပေးပြီး volt အားခွဲဝေရာတွင်လည်းကူညီပေးသည်၎င်း၏တန်ဖိုးကို ohms ဖွင့်တိုင်းတာပြီး၎င်းလုံးကျုံစွာကင်တွယ်နိုင်သည့်စွမ်းအင်ပမာဏဖြင့်လည်းသတ်မှတ်ထားသည်ဘဟုတုတရစေမဲ့ electronic video များထပ်မံကြည့်ရှုနိုင်ရန် like share နှင့် follow လုပ်ပေးကြပါအောင်နော်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေ